ချင်းကြီးတို့မင်းပတ်ဝန်းကျင်မှာအမြဲတမ်းအကျနဲ့အမိန်ပေးနေတဲ့သူတွေကိုတွေ့ဘူးမှာပေါ့လက်ညှိုးလေးတစ်ချောင်းနဲ့ဟိုဟာလှုပ်ဒီဟာလှုပ်လို့ခိုင်းနေုံနဲ့ကိုခေါင်းဆောင်လို့ထင်နေတဲ့သူတွေလေဒါပေမဲ့စဉ်းစားကြည့်ပါအဲ့ဒီလူတွေလက်ထွက်သွားတဲ့အခါနောက်ွယ်မှာကြံခဲ့တာကလေးစားမှုလားဒါမှမဟုတ်လောင်ပြုံးတွေလားတကယ်တော့လေးစားမှုဆိုတာအတန်ကြဲကြဲနဲ့တောင်းဆိုလို့ရတဲ့အရာမဟုတ်ဘူးကိုမှမစီမံနိုင်ရင်တခြားဘသူကိုမှစီမံဖို့မကြိုးစားပါနဲ့ဒီနေ့ငါတို့ခေါင်းဆောင်မှုရဲ့အစစ်အမှန်အဓိပ္ပာယ်ကိုရှာဖွေကြမယ်မင်းဟာလက်ညှိုးထိုးယုံနဲ့တက်တဲ့သူဖြစ်နေမလားဒါမှမဟုတ်လမ်းကြောင်းတစ်ခုကိုခြေလမ်းနဲ့ထွန်းပြမဲ့သူဖြစ်မလားဒီဗီဒီယိုကမင်းရဲ့ခေါင်းဆောင်မှု mindset ကိုအမြင့်ကနေလှုပ်ခါပေးလိုက်မယ်ညီလေးငါတို့ထက်ကအများစုဟာသူတို့ဘာကိုအပြစ်ရှာဖို့အမှားရှာဖို့လက်ညှိုးထိုးရတာတိတ်ကိုလွယ်တယ်ဒါပေမဲ့ခါသိတဲ့အမှန်တရားကတော့စီကံမဲ့တဲ့သူကသူတို့ဘာကိုစီကံမပေးနိုင်ဘူးစိတ်မထိန်နိုင်တဲ့သူကအဖွဲ့အစည်းကိုမထိန်ကြောင်းနိုင်ဘူးမင်းနိုင်ငံခြားမှာအလုပ်လုပ်နေတာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့မနက်ကင်းမှာကိုယ့်ရဲ့အိယာတော်တည်တတ်မသိနိုင်တဲ့သူကတခြားသူကိုအလုပ်တခြားလုပ်ဖို့ပြောတဲ့အခါအဲ့ဒီစကားဟာအနှစ်သာရမရှိတော့ဘူးဒါကအမိန့်ဖြစ်သွားပြီလမ်းပြမှုမဟုတ်တော့ဘူးစဉ်းစားကြည့်ခေါင်းဆောင်မှုရဲ့အင်အားဟာမင်းရဲ့ယာရုကနေလာတာလားဒါမှမဟုတ်မင်းရဲ့လုပ်ရက်ကနေလာတာလားခေါင်းဆောင်မှု leadership mindset ဆိုတာရှေ့ကနေအော်ဟစ်နေတာမဟုတ်ဘူးဘယ်သူမှမကြည့်တဲ့အချိန်မှာကိုစီကံရှိရှင်သန်ပြတာကိုခေါ်တာမင်းရဲ့လက်အောက်ငယ်သားတွေဒါမှမဟုတ်ညီငယ်တွေကမင်းရဲ့ပါဇက်ကိုကြည့်နေတာမဟုတ်ဘူးမင်းရဲ့ခြေလမ်းကိုကြည့်နေတာမင်းကိုယ်တိုင်ကအလုပ်ကိုစိုးရောက်တယ်အလုပ်ကိုတည်တည်ကြလုပ်ပြတယ်ဆိုရင်မင်းလက်ညှိုးထိုးစရာတော့မလိုပဲသူတို့ကမင်းနောက်ကိုလိုက်လာကြလိမ့်မယ်ဒါအစစ်အမှန်ခေါင်းဆောင်မှုပဲချင်းကြီးတို့လေးစားမှုဆိုတာအတင်းအကျပ်တောင်းခံရတဲ့အရာမဟုတ်ဘူးကိုယ့်ရဲ့တည်ငြိမ်တဲ့စရိုက်လက္ခဏာကနေတဘာဝအလျောက်ထွက်ပေါ်လာရမယ့်အရာပါအကျင့်စရိုက်တိဆောက်ခြင်းဆိုတာနေ့စဉ်မင်းလုပ်နေတဲ့တင်းငယ်တဲ့အကျင့်တွေကနေစတာစိတ်လှုပ်ရှားစရာအလုပ်ကိစ္စတွေကျုံလာတဲ့အခါမင်းရဲ့ဒေါသကိုဘယ်လိုထိမ့်မလဲအခက်အခဲကျုံလာတဲ့အခါမင်းဘယ်လိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းမလဲအဲ့ဒီတည်ငြိမ်မှုကပဲမင်းကိုတခြားသူတွေထက်ပိုမြင့်တဲ့နေရာကိုပို့ပေးတာငါတို့ထက်ကအများစုကလူကြီးဖြစ်နေကြတယ်ဒါပေမဲ့လူကြီးလူကောင်းဖြစ်ဖို့တော့မင်းနေတတ်ကြတယ်အမိန်ပေးသူဟာကြောက်ရွံ့မှုကိုသုံးပြီးခိုင်းစေတယ်လမ်းပြသူကတော့ယုံကြည်မှုကိုသုံးပြီးခေါ်ဆောင်တယ်ကိုနိုင်တဲ့သူသာအရာရာကိုဥဆောင်နိုင်မှာပါမင်းရဲ့စိတ်ရိုင်းကိုမင်းမနိုင်သေးသေးမင်းဟာဘယ်တော့မှခေါင်းဆောင်စစ်မဖြစ်နိုင်ဘူးဒါကြောင့်သူများကိုလက်ညှိုးမထိုးခင်ကိုခြေလမ်းတွေကိုအရင်တက်အောင်ရှောက်ပါမင်းရဲ့အပြုအမူတွေကစကားပြောနေပါစေမိလေမင်းဒီအတိုင်းပဲအကျနဲ့အမိန်ပေးပြီးအပေါ်ယံခေါင်းဆောင်မှုနဲ့ဆက်သွားနေမယ်ဆိုရင်နောက်ဆုံးမှာမင်းဘာကြံခဲ့မလဲသိလားမင်းရဲ့ဘေးမှာလူတွေရှိနေလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့နှလုံးသားကတော့မင်းနဲ့အတူတူရှိနေမှာမဟုတ်ဘူးမင်းဒုက္ခရောက်တဲ့အခါမင်းမှာယာတုမရှိတော့တဲ့အခါအဲ့ဒီလူတွေအားလုံးမင်းကိုကြောက်ခိုင်းသွားကြလိမ့်မယ်အဲ့ဒါထက်ဝမ်းနည်းစရာကောင်းတဲ့အထီးကျန်မှုမျိုးမရှိတော့ဘူးမင်းရဲ့အထုံးမှုတွေမင်းရဲ့ရုန်းကန်မှုတွေဟာအရာမထင်မဲ့ဖြစ်သွားလိမ့်မယ်ခေါင်းဆောင်ကောင်းတယောက်ဟာသူတည်သွားရင်တော့သူပြခဲ့တဲ့ခြေလမ်းတွေကလူတွေရဲ့ရင်ထဲမှာကြံရစ်ခဲ့တာစဉ်းစားကြည့်မင်းဟာလူတွေရဲ့မှတ်ဉာဏ်ထဲမှာလက်ညှိုးအဖြစ်နဲ့ကြံခဲ့မှာလားဒါမှမဟုတ်လမ်းပြမြေပုံအဖြစ်နဲ့ကြံခဲ့မှာလားအခုမင်းမှာရွေးချယ်ခွင့်ရှိပါသေးတယ်ချင်းကြီးတို့ဒီနေ့ကစပြီးဆုံးဖြတ်ချက်ချပါအမိန်ပေးသူမဟုတ်ဘဲနဲ့လမ်းပြသူဖြစ်အောင်ကြိုးစားပါသူတစ်ပါးစီကလေးစားမှုကိုတောင်းမယူပါနဲ့ကိုယ့်ရဲ့တည်ငြိမ်တဲ့လုပ်ရက်ကိုယ့်ရဲ့ဖြောင့်မတ်တဲ့အကျင့်စရိုက်ကနေလေးစားမှုကိုရယူပါမင်းရဲ့ပထမဆုံးခြေလှမ်းအနေနဲ့ဒီနေ့ကစပြီးမင်းကိုယ်တိုင်ဘယ်အချက်မှစံပြလုပ်မလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါဒါဟာမင်းရဲ့ခေါင်းဆောင်မှုခရီးစဉ်ရဲ့အစပါပဲဦးချစ်မြန်မာကအမြဲတမ်းညီလေးတို့နဲ့အတူတူရှိနေမှာပါအကိုတို့အတူတူရှေ့ဆက်ကြမယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းရင်ထဲကနေတက်လိုက်လဲလဲနဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ဦးချစ်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်
did me a murder.